အမှန်ကြီးအမှန်ကြီးပြီးတော့မှဘောလုံးကိုပိုက်ထားတာတွေ့လားပြန်ယူလာတော့လုံးဝပြန်မပေးဘူးမှာအချင်းရရုပ်တယ်တွေ့လားမောင်နောက်ကဟိုမှာကလမလာပြီးတွန်းတယ်ပြန်တွန်းသွားမိသက်မုံမြင်သူမလို့ဘေးကနေအဲ့လိုကြည့်နေငါသာဆိုလှုပ်ပြီးကဲရန်တက်ပြီးတဲ့အခါမှာတော့ဒါမြန်မာရဲ့စိတ်တက်ကတည်တဲ့အတိုင်းပဲစိတ်တက်ဘလောက်တောင်အားပြင်းလဲဆိုတာခုနရန်ဖြစ်မလို့ဖြစ်ပြီးလို့အဲ့ဒီဗီဒီယိုလေးအတက်နေတော့ရှိသေးတယ်တင်မလို့လုံနေတော့ရှိသေးတယ်ဒီမှာမြန်မာဘက်ကနေစမ်းတော်ကဥဆောင်ကိုထည့်လိုက်ပြီးဖြစ်ပါတယ်မြန်မာအမျိုးသမီးတင်းကအရန်ကိုတော်ကြပါတယ်ဒီနေ့မှလည်းအတက်နိုင်ဆုံးကိုပြက်ချီပြက်လှုပ်ထားနိုင်မှာတော်ကကြမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာအုပ်စုပထမနဲ့တက်မှာဟိုဘက်ကနေတက်လာမယ်ဒုတိယနဲ့တွေ့ရမှာပေါ့နော်ဒီမှာတင်အုပ်စုဒုတိယနဲ့တက်သွားမယ်ဆိုရင်ဒါတစ်ဖက်ကပထမအုပ်စုပထမနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ပွဲမချောင်ဘူးပေါ့နော်အဲ့ပွဲလေးဆက်ကြည့်လိုက်ပါဦးမယ်တတား